ပရိသတ်ကြီးခင်ဗျာခုနကကျွန်တော်ရဲ့ဇမ်မင်သားကပြဖြောပြသွားတာတကယ်ကိုအစင်တန်းရှိလာပါတယ်ပညာသားပါပါနဲ့ကပြသွားတဲ့အကအလှတွေကအကြည့်ရသူအပေါင်းကိုမှင်သက်သွားစေတာအမှန်ပဲပါတယ်ဒါမှမဟုတ်ကျွန်တော်ကိုဆရာရဲ့ဒီစနေတပုတ်ဖြစ်တဲ့မောင်တင်မောင်ဆမ်းမင်းဝင်းတင်မောင်ဆမ်းမင်းဝင်းမောင်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 တင်မောင်ဆမ်းမင်းဝင်းဒီဒီကိုဆောင်ရင်အစင်းမြင်းမောင်ကြီးဝေါဒီမင်းသားကတော့ရုပ်ရည်လည်းခန့်တယ်လို့ကတာလည်းရှယ်ပဲဗျညီမအခကိုဒီလောက်လှအောင်ကပြနိုင်ဖို့ဆိုတာမလွယ်ဘူးကကွက်လေးတွေကတကယ့်ကိုမျက်စိပတာပါဖြစ်လိုက်တာဗျတန်မိုးရှိနေတဲ့ချင်းလေးကျွန်တော်ငွေပေးတဲ့မိမိငွေခွေတဲ့မိမိရှင်မေးရချစ်တော်မှကြားရမိမိတိတ်တိတ်ကြည့်တော့မိမိနဲ့ချက်တူမိမတောင်းမရလေဒီတော့ရွေးမမလေးညီမလေးတော်လေးဖော်ဖော်တကယ်ချင်းမများရင်မိချစ်ဖို့ဘာဝရှိပါဒီတကူလေးမိမသားကျွန်တော်တမိုးသားကာမီပါလေနားနဲ့မနာဘွားလေးနားနှလုံးသားလေးနဲ့နားချုံမှာ
ဒီမင်းသားရဲ့ကကွက်ကိုခင်ဗျားတို့ဘယ်လိုမြင်လဲကျွန်တော်အမြင်မှာတော့တကယ့်ကိုမိုက်တယ်လို့ပြောရမယ်အကရောအမူအရာရောအကုန်လုံး perfect တယ်ပဲဗျမမဆိုတော့မင်းတို့တို့ဆိုတော့မင်းဒီမှာလေးဆိုတော့မင်းဆိုတော့မင်းကျွန်တော်တို့တတ်တာလို့ခေါ်တော့ခေါ်ပါမင်းကျွန်တော်တို့တတ်တာခေါ်တော့ခေါ်ပါမင်းဝေးပြီးတယ်မင်းတွေ့တယ်မင်းဘယ်တော့ဆိုတော့မင်းဘယ်တော့ဆိုတော့မင်းsubscribe လေးနှိပ်ပေးခဲ့ကြပါအောင်ချစ်တော်အမျိုးတို့တွေ